သမီးရဲ့ဖေဖေအပြင်ကပြန်လာတိုင်းတားမိတွေအတွက်အန်ဒီချစ်တို့ဆိုင်ရာထုံးမုံတွေဝယ်လာပေးနေကြပါချစ်ဒီမှာမျိုးလေးစားကြည့်ဦးဒီမှာဖေနဲ့မေတို့စားဖို့အတွက်ကျွန်တော်တို့မြင့်မြင့်ခင်ထုံးမုံတွေဝယ်လာတယ် နှစ်တည်ပြောင်းလဲသွားလဲမြင့်မြင့်ခင်ထုံးမုံနဲ့အတူရှိနေတဲ့အမှတ်တရတွေကတော့နှွေးထွေးသေးပါပဲအမေတော့ကြရအောင်လေနေကြိုက်တဲ့ဘုံနေရွေးတော့ငါနဲ့တော့လက်ဆောင်ဝယ်ထည့်ပေးလိုက်မယ်မန္တလေးသူမန္တလေးသားတွေအတွက်ဘလူတန်းဆိုလေမြင့်မြင့်ခင်မုတ်တွေကမပါမဖြစ်ပါပဲခေတ်တွေပြောင်းသွားလဲမပြောင်းလဲတဲ့ရတာကြောင့်မြင့်မြင့်ခင်ထုံးမှုကတော့မျိုးဆက်40ထိတိုင်မပြောင်းမလဲတည်ရှိနေစေပါ